ကြောင်မိတို့တကောင်ဟာထောင်ချောက်ထက်ခြေထောက်ညက်သွားပြီးလှုပ်မရဖြစ်နေပါတယ်စိတ်ထားကောင်းတဲ့အမျိုးသမီးကတွေ့သွားတော့ဒိုင်းကန်နဲ့ရှေ့မှာကားထားပြီးကြောင်မိတို့ကိုကဲဖို့ဆုံးဖြတ်လိုက်ပါတယ်ကြောင်မိတို့ကြီးအကန့်ခံရပြီးတဲ့နောက်မှာတော့ပြင်းထန်တဲ့ဒဏ်ရာကြောင့်မြေပေါ်လက်ကျသွားပါတယ်အဲ့ဒါနဲ့အမျိုးသမီးလည်းသူ့ကိုဆေးရုံခေါ်သွားလိုက်ပါတယ်ဆရာဝန်ရဲ့စစ်စစ်ချက်အရကြောင်မိတို့ကနောက်ထပ်တော့ကျိုးနေပါတယ်ဆရာဝန်တွေကုသပြီးတဲ့နောက်မှာတော့တခြားဘာဘေးဥပမာမရှိတော့ပါဘူးအမျိုးသမီးလည်းကြောင်မိတို့ကိုအိမ်မှာတွေးမိစောင့်ရှောက်ထားပြီးကြောင်မိတို့ကြီးပြန်ကောင်းသွားပြီဆိုတော့မှဘေးမဲ့လွတ်ပေးလိုက်ပါတယ်လာပိုင်းအကြာမှာတော့အဲ့ဒီကြောင်မိတို့ကအမျိုးသမီးကိုပြန်လာကြည့်လိမ့်မယ်လို့အမျိုးသမီးလည်းမထင်ထားပါဘူးအမျိုးသမီးကသူ့ကိုကျွေးဖို့လက်ဆက်တဲ့စက်သားတွေယူလာတော့ကြောင်မိတို့ကလည်းအမျိုးသမီးလက်ထက်ကအစာတွေကိုယူစားနေပါတော့တယ်ကြောင်မိတို့ဟာစောင့်ရသည်မှာလည်းသူ့စီအမြဲလာတတ်ပါတယ်တခါတလေအိမ်ရှိကတောင်နှံ့ပေါ်ရပ်ပြီးအမျိုးသမီးရဲ့အိမ်ထဲကြည့်နေတတ်တယ်လို့တခါတလေအိမ်တခါအပြင်မှာငငယ်လေးနေပြီးအမျိုးသမီးရဲ့ခွင့်ပြုချက်ရမှအိမ်ထဲဝင်လာတတ်ပါတယ်အမျိုးသမီးကလည်းသူ့ကိုစားကောင်းတာတွေကျွေးပါတယ်ကြာလာတော့သူတို့လည်းအတော်ရင်းနှီးသွားကြပါပြီအချိန်တစ်ခုကြာပြီးတဲ့နောက်မှာအမျိုးသမီးကသူ့ချန်နဲ့ကြောင်မိတို့နှကောင်ရှိနေတာကိုတွေ့လိုက်ရပါတယ်လက်ဆက်တော့ဟိုကြောင်မိတို့ကသူ့ဤစားကိုပါခေါ်လာပြီးအမျိုးသမီးကိုကျေးဇူးလာဆက်နေတာပါပဲအမျိုးသမီးကလည်းသူတို့ကိုအိမ်ထဲခေါ်ပြီးသူတို့အတွက်စားကောင်းတာတွေအများကြီးပြင်ပေးပါတယ်ဒီလိုနဲ့တရက်ကြတော့ချန်ထဲမှာကြောင်မိတို့ဘေဘီလေးတွေအများကြီးစော့ကစားနေကြတာကိုအမျိုးသမီးကတွေ့သွားပါတယ်အမျိုးသမီးကတကားပြင်မကိုကြည့်လိုက်တော့သူကယ်ဖူးတဲ့ကြောင်မိတို့ကိုတွေ့လိုက်ရပါတယ်လက်ဆက်တော့အဲ့ဒီကြောင်မိတို့ကအခုကလေးအမေဖြစ်နေပြီကိုကြောင်မိတို့ကသူ့ကလေးတွေကိုပါခေါ်ပြီးအမျိုးသမီးကိုလာတွေ့တော့သူလည်းရင်းနဲ့ထိသွားတာပေါ့အဲ့ဒီချိန်ကစပြီးကြောင်မိတို့ကသူ့ကလေးတွေကိုအမြဲခေါ်လာပါတော့တယ်သူ့ကလေးတွေကခြံထဲမှာပဲစီကန်းရှိစော့ကစားကြပါတယ်အလွန်ဆုံးလေကားပေါ်ပဲတက်ပြီးအိမ်ထဲမဝင်ပါဘူးကြောင်မိတို့မိသားစုဟာဒီလိုနဲ့ပဲအမျိုးသမီးကိုအဖော်ပြုတ်သွားပါတယ်လူသားနဲ့တရိတ်ဆန်တို့ဂျားကတန်ရုံးစင်ဟာဒီလိုနဲ့ပဲတက်တစိတ်ဖြစ်တည်သွားတာနဲ့တူပါတယ်ဒီကြောင်မိတို့ကသူ့မိသားစုနဲ့တူအပြူစင်ဆုံးနီးလန်းနဲ့ကျေးဇူးတင်ကြောင်းယုံကြည်ကြည်ပြတ်တာနေတော့အမျိုးသမီးရဲ့ဘဝမှာလဲစန့်တင်မှုနဲ့နှွေးထွေးမှုတွေတိုးလာတော့တာပေါ့